ဒီဘုံနဲ့မှဘရော့ကာမရာတာဘရော့ပါရန်ကြလဲဆိုတာအခုဒီမခွက်တက်ကြတဲ့သူရှိပါတယ်ကျွန်တော်လည်းငယ်တုန်းကကာမရာတာတွေကိုနှာကောင်ပါရန်ကြလို့ပဲသိခဲ့တာပါအခုဗီဒီယိုလောက်ရတဲ့အကြောင်းကတော့ကာမရာတာဘယ်ကစဖို့ခဲ့ရလဲစကြည့်မယ်ဆိုဘယ်ကစကြည့်ရမလဲဆိုတာသိချင်တဲ့သူတွေလောက်လာအချိန်ပဲဖြစ်ပါရဲ့ကာမရာတာတခုဆက်ဆိုတဲ့စကားအင်္ဂလိပ်လိုအဓိပ္ပာယ်ရရင် special effects ဆိုတဲ့စကားကနေဆင့်သက်လာဖြစ်ပါတယ်တခုဆက်စုမှာဆိုရင်တော့ကာမရာတာ super sentai ultraman ခိုင်းကျူဆိုပြီးအဓိကအပြင်၄ခုပါဝင်ပါတယ်ကာမရာတာဘယ်ဆာခဲ့ရလဲရှိုတာတို့အီရှင်နိုမိုရီလို့ခေါ်ရဲ့ငမေကြီးမန်ဂါဆရာတယောက်က Cyborg 009 1964ကိုရွေးဆဲခဲ့ပြီးတော့ Cyborg ရဲ့နီးပညာသိပ္ပံဆက်ဆံတွေကိုအခြေခံပြီးတော့ Hero တစ်တည်ထွင်မှုကြိုးစားခဲ့ပြီးပထမဆုံး Kamen Rider မန်ဂါကိုရေးဆွဲခဲ့ပါတယ်။မန်ဂါကိုလည်းပထမဆုံး Masket Rider ကိုနာမည်ပေးခဲ့ပြီးတော့နောက်ပိုင်းမှာ Masket ကိုဂျပန်အသထပုံစံ Kamen လို့ပြောင်းလဲခဲ့ပါတယ်။အဲဒီနောက် Kamen Rider series ကိုကျွန်တော်အားလုံးသိကြတဲ့ One Piece ကိုထုတ်တဲ့ Toei ကုမ္ပဏီနဲ့ပူးပေါင်းပြီး anime ပုံစံမျိုးပဲ live action ဆက်ဆံစတင်ရိုက်ကူးခဲ့ပါတယ်။အဲ့ဒီပထမဆုံး Rider series ကကလေးလူကြီးလူငယ်တွေကြားမှာစတင်ရေးပဲစားလာခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာလည်း Kamen Rider series အသစ်တွေကအခုချိန်ထိရိုက်ကူးနေကြပြီးအောင်မြင်မှုရနေဆဲဖြစ်ပါတယ်။2009ခုနှစ်မှာထွက်တဲ့ Kamen Rider Decade All Rider vs Daisho က2009ကဆိုရင်ဂျပန်နိုင်ငံမှာ Pokemon နဲ့ Harry Potter တို့မှကျော်ပြီးနံပါတ်1နေရာကိုရရှိခဲ့ပါတယ်။2023ကထွက်ခဲ့တဲ့ရှင်း Kamen Rider ကဆိုရင်ယန်16.32 ဘီလီယံအမေရိကန်ဒေါ်လာ16.32 တန်းထိဝင်ငွေရရှိခဲ့ပြီးအမေရိကန်မှာဆိုရင်နေရာအနှံ့ရုပ်ရှင်မှာပြသခဲ့ပြီး Kamen Rider တမိုင်းတစ်လျှောက်မှာဝင်ငွေအများဆုံးစကားတစ်ခုဖြစ်လာခဲ့ပါတယ်။ဘန်တိုင်နဲ့ကွာထုတ်လုပ်တဲ့ Kamen Rider အမျိုးမျိုးသောအယုတ်တွေ hashtag တွေကလည်းလူငယ်တွေကြားကဘာတဝန်းကပတ်စုဆောင်တဲ့သူတွေကြားမှာရေပန်းစားလျက်ရှိပါတယ်။အရင်ဆုံးကျွန်တော်ကera ဘယ်နှခုရှိလဲဆိုတာပြောပြပါမယ်။ Kamen Rider series ကိုခုနှစ်လိုက် era 3ခုဆိုပြီးခွဲထားပါတယ်။ Showa era 1982ခုနှစ်မှာ1989ခုနှစ်ထိဒီ Showa era ကKamen Rider စတင်ဖြစ်ပေါ်ခဲ့တဲ့ era ဖြစ်ပြီးတော့တာမန်လူသားတက်ကနေပြီးတော့မှသိပ္ပံတကွဲခန်းနေရာနေစမ်းတက်ရမှာစူပါလူသားဖြစ်ပြီး Kamen Rider အမည်နဲ့လူဆိုးတွေကိုတိုက်ခိုက်ပေးပါတယ်။ Heisei era 2000ခုနှစ်ကနေ2019ခုနှစ်ထိ Heisei era မှာအပိုင်းနှစ်ခုခွဲထားပါသေးတယ်။2005ကနေ2009ခုနှစ် Rider နဲ့ပြောရင် Kuga ကနေ Decade ကို Heisei 1 2009ခုနှစ်ကနေ2019ခုနှစ် Davey ကနေပြီးတော့ Zero T ကို Heisei 2လို့ခွဲထားပါတယ်။Heisei era နီးပညာတွေကတိုးတက်လာပြီးဖြစ်တဲ့အတွက်စိတ်ရုပ်အရာတွေကိုတွေ့ရမှာဖြစ်ပြီး Genre ကလည်း drama ဖြစ်တဲ့အတွက် dramatic ဆန်ခံစားရမှာဖြစ်ပါတယ်။ Rara era 2019ကနေလက်ရှိပြည့်စုံပန်းအထိဒီ era ကတော့အခုခေတ်နောက်ပိုင်း CGI ခက်လန်းလန်းတွေကိုပုံမတွေ့ရှိရမှာဖြစ်ပါတယ်။ 01ကနေပြီးတော့အခုလက်ရှိ Rider အထိကိုဆက်လက်ရိုက်ကူးနေပါတယ်။ Revolve on. Dynamite. Boom. Buster TV9. Ready? Fight! ကျွန်တော်ကြိုက်တဲ့ series ကို recommend ပေးပါမယ်။ Heisei 2မှာဆိုရင် Kamen Rider Game 2014 Kamen Rider Bit 2019 Kamen Rider Zero
2018လို့ပဲဖြစ်ပါတယ်အခုနောက်ပိုင်း Brian Era မှာအကုန်လုံးကိုစီဂျန်ခက်မမိုက်တွေနဲ့ကြိုက်ရရွေးကြည့်လို့ရပါတယ်အခုဆိုရင် camera အကြောင်းကိုကောင်းကောင်းနားလည်လောက်ပြီးလို့ထင်ပါတယ်ဗီဒီယိုကို like လုပ်ပြီးတော့ channel ကို subscribe လုပ်ထားပြီးတော့အတောင်းဆိုချင်ပါတယ်အားလုံးပဲတားရနေတပြပါစေ